ဆိုလူငယ်တွေကိုတော့ခေါ်တာကြားတာနေအိပ်ပျော်နေစေလားတခင်ပြရရဲ့မျိုးဆက်တွေတင်းနေချင်တော့မဟုတ်လားရာဇတီရဲ့ဖရာသားသမီးတွေလေလူဝိညာဏမေးစလာဒါသနာရဲ့ပြီးမှာနိုင်ရတာဝတိုင်းရပါလူငယ်တွေလက်မှာငယ်ရည်ဘွားဖရာတော်ပင်ကအမိုးမြတ်ဆိုပါပဲရွှေပြီးတော့တော်ဖရာသားသမီးတွေလေကိုရရှိတဲ့ဘာလို့ဝေကောင်းဖြစ်နေစေအနာဂတ်ရဲ့တတဲ့ဒီဆိုလေရာဇတီရဲ့လူငယ်တွေအမှန်တရားတော်လောကလုံးမှာခရစ်တော်ဘုရားရဲ့တတဲ့ဖြစ်ဆိုလေ